ဒီတခါတော့LED မီတီလေးကိုခလုတ်ကလေးနဲ့ထင်းချုပ်ပြီးတော့အဖွင့်ပိတ်လုပ်ထားလေးကိုစမ်းသပ်မယ်နော်ဒါထုံးစံတိုင်းဒီမီဒီပစ္စည်းတွေကို Raymondဒီတခါတော့ LED မီတီလေးကိုခလုတ်လေးနဲ့ဖွင့်ပိတ်လုပ်ထားလေးကိုစမ်းသပ်မယ်ဒီပစ္စည်းတွေကတော့ Brad Book ပေါ့နော်သူကတော့မပါမဖြစ်ပဲကွန်ပိုနက်ကလေးတွေပေါင်းပစ္စည်းလေးတွေကိုခဲမစော်ခြင်းတဲ့အတွက်ဒါလေးကိုသုံးပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဖွင့်ပိတ်တင်ကြဖို့အတွက်ခလုတ်ကလေးပါခလုတ်ကလေးကိုဒီ Brad Book ရဲ့အလဲနော်အလဲ line လေးရဲ့ဟိုဘက်နှစ်ချောင်းဒီဘက်နှစ်ချောင်းတက်မယ်နော်သူမှာ6ချောင်း4ချောင်းပါပါတယ်A B C D ပေါ့နော်ဒါလေးကိုဒီလေ line ချောင်းလေးကိုခွာပြီးတော့ဒီလိုလေးတက်လိုက်ပါမယ်6 4ချောင်းနဲ့ပေါက်လေးတွေနဲ့တက်နိုင်ရပါပြီခဲစော်ကြတယ်မလို့ပေါ့နော်ဒါလို connection ရတော့ပါပြီနောက်ပြီးတော့ဒါတော့မီဒီလေးပါနော်အဲဒီမီဒီလေးကထုံးစံတိုင်းတူတဲ့ဘက်က ground စာပါနော်အနှုတ်ပေါ့ခြေကတော့အပေါင်းနော်သူကျွန်တော်ကတက်ဆင်လိုက်မယ်လို့ရှိရင်တူတဲ့ဘက်ကိုကျွန်တော် ground စာကျွေးမှာမလို့ ground စာကိုကျွန်တော်ဒီဂျမ်ဘာဝါယာလေးနဲ့အနက်လို့သတ်မှတ်ပြီးတော့ ground စာလေးအနက်ချိုးသတ်မှတ်မယ်သတ်မှတ်ပြီးတော့လက်တစ်ဆက်တည်းထူထောင်ပါနော်ပြီးလို့ရှိရင် resistor လေးတို့ပါမယ်ဒီကောင်တော့220 resistor လေးပါနော်220 ohm resistor လေး LED လေးနော်ဟိုလောင်သွားမှာဆိုလို့နော်အဲ့တော့တော့သူကျွန်တော်ကအပေါင်းနဲ့တက်တဲ့ချိတ်ဆက်မယ်နော်သူ power ချွေးမှာပေါ့နော် resistor လေးခံပြီးတော့ power ချွေးမှာဖြစ်ပါတယ်ဒီဘက်တစ်ဖက်ကိုပါဝါကျွေးပါမယ်ဒီတော့သူ command တွေပုတ်တည်လေးကိုဒါအားလို့ပုတ်ကလေးနော်ကျွန်တော်အုံနောက်ပေါ့ဆက်ပစ္စည်းအုံနောက်ပေါ့သူပါဝါတွေလည်းဒီသူ့အလုပ်လို့ပါဝါတွေလည်းပေးလို့ရတယ်လို့သူအမိန့်နေတဲ့ဒီကနေကိုပေးလို့ရပါတယ်ကျွန်တော်တို့ဒီအနီလေးကLED မီဒီလေးကိုပါဝါကျွေးဖို့အတွက်သူနံပါတ်73เนาะနံပါတ်73ပေါ့ပါဝါထွက်တဲ့ပေါ်လေးမှာကျွန်တော်တို့ကတက်လိုက်ပါမယ်ကြိတ်တဲ့ပေါ်မှာတက်လို့ရတာဒီနေ့3 5 6 9 10 9 73ကြိတ်တဲ့ပေါ်မှာတက်လို့ရပါတယ်ပြီးတော့အနက်ကိုကြတော့ကျွန်တော်တို့က ground စာမှာကျွေးပါမယ်เนาะအဲ့လိုမျိုးနှစ်ခုလုံးတက်မှာအဖိုးနဲ့အမနဲ့ရှီမှာလက်စင်ပလန်တစ်ပတ်ပြည့်ပြီးတော့မီဒီယမ်မှာဖြစ်ပါတယ်เนาะလောင်းစားမှာကျွေးတယ်ဒီလိုပုံလေးပါနော်ဟုတ်ပြီဒါဆိုရင်အဲ့ဒါပြီးတော့လို့ရှိဒီခလုတ်ကလေးနဲ့သူ့ထိန်ချုပ်ဖို့အတွက်ခလုတ်လေးနှိပ်ရင်လင်းမယ်ခလုတ်လေးမနှိပ်ရင်မလင်းဘူးเนาะအဲ့လို function အတွက်ကျွန်တော်ကဒီဘက်တစ်ဖက်ကိုသူ့မှာ A B C D ရှိတယ်เนาะအဲ့တော့ A ကိုတစ်စပြီးလို့ရှိရင်ကျွန်တော်က C ကိုတစ်စားတက်မယ်နော်ဟိုဘက်တစ်စားဒီဘက်တစ်စားပါနော် A တစ်စား B ကိုမတက်ဘူး B C ကိုတက်မယ် D ကိုမတက်ဘူးပြီးလို့ရှိရင်A တက်ထားတာကိုကျွန်တော်ကဒီဘက်မှာ ground လို့ချိန်ပါမယ်နော်ground ချိန်မယ်ပြီးလို့ရှိရင် C တက်ထားတာကိုကျွန်တော်ဒီဘက်မှာနံပါတ်2ကိုချိန်လိုက်ပါမယ်နော်ချိန်တဲ့နံပါတ်ကိုချိန်လို့ရနော်ဒီကနေ့73တိရဒီမှာနံပါတ်2ကိုချိန်လိုက်မယ်ဒီပေါ့တွေကတစ်ကနေ73တိရပါဝါလဲကျွေးလို့ရတယ်လို့ပါဝါလဲထွက်တယ်လို့သူကအမိန့်တွေကိုလည်းပေးပါတယ်နော်
command တွေကိုလည်းပေးတယ်အလုပ်တွေလုပ်ခိုင်းတယ်ဒါဆိုရင်ဒီ backline connection set အားလုံးပြီးသွားပြီပေါ့နော်ကျွန်တော်ကဒီ code ရေးဖို့အတွက်ကွန်ပျူတာနဲ့ဒီ Arduino ဖုန်းနဲ့ဆက်သွယ်ပါမယ်နော်သူ့ connection တက်လိုက်တာနဲ့ Arduino မှာ power မီးလေးလင်းလာပါမယ်။ power မီးလေးလင်းပြီးတော့ကျွန်တော်ကဒါကိုကုတ်ကတော့ကွန်ပျူတာနဲ့ကုတ်ရေးပြီးလို့ရှိရင်ကျွန်တော်ကupload လုပ်လိုက်တာ ਨੇ ကုတ်ကလေးတွေနဲ့ပြန်ရှင်းပြမယ်နော်ကုတ်ကလေးတွေပါလဲဆိုတော့ဒီမှာကျွန်တော်ကအပေါ်တစ်ပိုင်းနဲ့အောက်တစ်ပိုင်းရှိပဲနော်အပေါ်ဘက်ကကျတော့ကျွန်တော်ကဒီကျွန်တော်တို့ရဲ့ audio ပုံမှာရှိတဲ့ဒီ pin နံပါတ်တွေကိုကျွန်တော်ကသတ်မှတ်ပေးမယ်နော် command ပေးမယ်ဒီ audio ပုံမှာရှိတဲ့ဒီ Arduino ရဲ့ဒီလက်တံတွေကိုကျွန်တော်ကဘယ်လက်တံကတော့ဘာလို့ဘယ်လက်တံဘာလို့ဆိုတာသတ်မှတ်ပေးပါတယ်ဒီမှာဆိုရင်73နံပါတ်73လက်တံကို output အနေနဲ့သတ်မှတ်တယ်နံပါတ်2လက်တံကိုကျွန်တော်က input အနေနဲ့သတ်မှတ်ပေးပါတယ်เนาะပြီးဒုတိယဘက်ကဘာလို့လဲဆိုတော့ဒီလက်တံတွေကိုကိုသတ်မှတ်ပေးလက်တံတွေဘာအလုပ်တွေလုပ်ရမလဲဆိုတော့ပြတာဒီမှာလည်းပြောလို့ရှိရင်လက်တံ2ကလက်တံ2က power ရှိလားမရှိလားလက်တံ2က height ဖြစ်လား low ဖြစ်လားဆိုတော့သူစစ်ဆေးရအောင်လက်တံ2ကလက်တံ2မှာ low ဖြစ်နေလို့ရှိရင်သူကမီးသီးလေးကို height ဖွင့်ပေးရမယ်တကယ်လို့လက်တံ2ကheight ဖြစ်နေမယ်ဆိုရင်ဒီမီးသီးလေးကို low ဖြစ်အောင်ပြန်လုပ်ပေးရမယ်ဒါဆိုမီးပိတ်ပေးရမှာเนาะအဲ့တော့ if and lab เนาะ if ဆိုတာဒီလျင်ပေါ့เนาะဒီကောင်လေးကဒီလက်တံ2ကလေးက low ဖြစ်နေလို့ရှိရင်if function တိုင်းသွားเนาะ digital မှာရေးထားတဲ့အတိုင်းနံပါတ်73မှာတက်ဆင်ထားတဲ့မီဒီလေးကိုလင်းပေးအဲ့လိုမှ ls အဲ့လိုမှမဟုတ်လို့ရှိရင် digital right ကရေးထားတဲ့အတိုင်းနံပါတ်73မီဒီလေးကိုပိတ်ပေးဒါဒီလိုမျိုး command လေးပါเนาะအဲ့လိုပြီးသွားလို့ရှိရင်ကျွန်တော်ကupload လုပ်လိုက်တာupload လုပ်ဖို့အတွက်ကျွန်တော်ကဘာလုပ်ပြရမလဲအရင်ဆုံးကျွန်တော်ကပေါ့ရွေးပြရမယ်เนาะကိုမှာဘာတက်ဆင်ထားကိုနဲ့ချိန်မဲ့ပေါ့ပါเนาะကျွန်တော်တို့ကတော့ Arduino ဆိုရဖြစ်တဲ့ Arduino Uno ဆိုတဲ့ဟာတွေကိုရှာပေးရအောင်เนาะ Arduino Uno ဆိုတော့တွေ့ရင်သူ့ကို select မှတ်ပြီးရင် port series နဲ့အဲ့ဒါလေးကိုနဲ့ join မဲ့ဒီ USB port လေးကိုရွေးပြီးတော့ okay နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တက်ဆင်ကျွန်တော်ရဲ့ device เนาะ Arduino Uno ဆိုတာလေးတက်လာပြီးတော့ပြီးရင်အဲ့ဒါလေးကို upload လုပ်လိုက်လို့ရှိရင်ဒါကဒီ Arduino Uno တွေကိုကျွန်တော်ကဒီ code တွေကို upload လုပ်နေပါပြီဒီမှာ power ဝင်သွားပြီပါတယ် power ဝင်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်က close နှိပ်လိုက်လို့ရှိရင်လင်းမယ် close လေးလွတ်ထားလို့ရှိရင်မီးပိတ်ပြီးတော့ close နှိပ်လို့ရှိရင်ဒါလင်းပါမယ်ဒီဟာလေးပါပဲเนาะဒါလေးကတော့လွယ်လွယ်ကူကူပါပဲလိုက်လို့ကြည့်ပါတော့တဖြည်းဖြည်းနဲ့ဒီပစ္စည်းတွေကတဖြည်းဖြည်းမြင့်လာပါပထမဗီဒီယိုကတော့မီဒီလေးလင်းတာကိုတိုက်ရိုက်လုပ်ပြီးတော့အခုကျတော့မီဒီလေးခလုတ်လေးနဲ့စမ်းတက်တယ်နောက်ဆိုရင်နောက်ဗီဒီယိုမှာပစ္စည်းတွေပို့ပြီးတော့စုံလာပြီးတော့နောက်စိတ်ဝင်စားစရာ project တွေကိုလည်းတက်လုပ်တော့ပါမယ်။ Okay ပါ bye bye ပါ